okay ကျွန်တော်နော်တင်တဲ့တက်လေး brother ရဲ့ဘုတ်ပေါ့နော်ဘုတ်ကအဓိကတော့ PC ဘတ်နဲ့တွေ့တာပေါ့နော် PC team လို့နော် mobile ချစ်လေးတွေပါနော်အဲ့တော့ဒီမှာတေချာတစ်ခုကတော့ပါသွားပြီဘာ short ဖြစ်တာလဲဆိုတော့ PC ဘတ်ပြီးတော့မှ PC ဘတ်တယ် PC ဘတ်ပြီးတော့မှ 3.3 volt လေးပါဘတ်သွားနော်အကုန်လုံးနော်ဟုတ်ပြီနော်အဲ့တော့ဒီမကြီးကောင်းတဲ့ကောင်လေးကိုဆက်ကြည့်ရနော်ကောင်းတဲ့ကောင်လေးမှာဆိုရင်ကောင်းတဲ့ကောင်လေးဆိုတာမသေးကြဘူးသူကတော့ဒီကကောင်းတယ်လို့ပြောတာပဲနော်ဆိုတော့ PC chip ဒါ3 volt လေးတွေ့လားနော်အဲ့တော့3 volt လေးပါ short သွားဒီမှာကြောက်မကြည့်အဲ့3 volt လေး3 volt လေးပါ short နေတာအဲကြောင့်လို့အဆန်အောင်ပေးမှာပါဒီမှာလာ short တာနော်အဲ့တော့ဒီမှာကြည့်ဒီကောင်3 volt လေး immediate scale မှာထားပြီး383အဲ့တော့ဒီမှာအဆန်ပဲပြောတင်လိုက်3.5နော်လာရအောင်တူတော့3.1ခွန်ဒီလားအဲ့တော့ဒီကောင်နဲ့လမ်းကြောင်းတူလာကြည့်လမ်းကြောင်းတော့မတူနော်သွားထားတဲ့ဝေးတော့မတူဘူး okay ဟုတ်ပြီဟောရမဟုတ်ဘူးလေဒါ3.1ခွန်3.5 3.9 3.2 3 volt လေးသွားရပုံနည်းနည်းတော့ကွဲမှာနော် okay နော်ဟုတ်ပြီနော်နောက်တစ်ခုကဒီမှာအကြည့်နော်63ဒါ PCA 45နော်အဲ့တော့ဆဲမယ်ဒီကောင်ဟိုဘက်ဒီဘက်ချိန်မယ် okay ဆဲမယ်အဲ့တော့ဘာကြီးလဲချင်းကြီးလားကြီးနော်ဆက်ထဲမှာမလုံးနဲ့အသေးတော်လားကျော်နော်လုပ်ပြ okay နော် okay ကျွန်တော်ဒီမှာဖြုတ်ပြရတဲ့ state ဆွဲလို့ရတယ်နော်ဖြုတ်ပြရတဲ့ state မှာစောစောက short ဖြစ်နေတယ်ကျွန်တော်စောစောပြောခဲ့တဲ့ဒီမှာ BLE ဟုတ်ပြီနော်365တက်မယ်နောက်တစ်ခုကဒီမှာ pin number 6လေးတစ်ခုစောစောကဒီကောင် ground ကျနေရတယ်ပေါ့နော်ဒီကောင်မှာ short လုပ်သွားလိမ့်မယ်နော်ဒီနားကောင်လေးပေါ့နော်ဒီကောင်ကတော့ no scan မတင် no ပုတ်ပြီဗျာပြောမယ်ဆိုရင်ဘုတ်တူတဲ့ကောင်ရှိလို့သာကျွန်တော်တို့ဟိုဖြစ်တာပေါ့နော်ဒီမှာ600ကျော်ပြသွားပြီโอเคနောက်တစ်ခုကဒီမှာသူပြောတဲ့ error ကတော့အဲ့ error ပဲရှိရတယ်အဲ့တော့အဲ့ error ပဲရှိရဆိုကျွန်တော်တို့တွေကဘယ်လိုပဲဖြစ်ချစ်ကိုတီးလိုက်လို့ချိန်လိုက်လို့ရှိရင်တန်းကောင်းသွားမဲ့အနေထားပဲရှိမှာပဲเนาะโอเคအဲ့ဒါဆက်ရအောင် state ကကျွန်တော်တို့ဒီကောင်းတဲ့ကောင်ကိုဖြုတ်မှာပြီးရင်ဒီမှာ replacement ပြန်ထည့်မှာဒါပါပဲ